안녕하세요 여러분. 지금 마저 fanpage 앱체마 프리미엄 시작을 등연사를 freely 라루야 나이메피 코리아사 둘러고 등연진 류바 앱도야 나이메 픽처리네 게임 들리리 장고 쉐어링을 비도와봐메 ပထမဆုံး feature လေးကတော့တငယ်ချင်းဖြစ်ခွင့်တောင်းလို့ရတဲ့ feature လေးပေါ့နော် profile က၄ခုမြောက်လေးကိုနှိပ်လိုက်တာနဲ့ add ဆိုတဲ့နေရာလေးမှာကိုတငယ်ချင်းရဲ့ nickname ကိုရိုက်ထည့်ပြီးတော့ဒီလိုလေး friend request တငယ်ချင်းဖြစ်ခွင့်တောင်းလို့ရပါတယ်ပြီးတော့ request ဆိုတဲ့နေရာလေးပါလေကိုတငယ်ချင်းဖြစ်ခွင့်တောင်းတာကိုလက်ခံပြီးလို့ရပါတယ်တငယ်ချင်းတွေရဲ့ profile လေးကိုလည်းတစ်ခါလေးကြည့်လို့ရပါတယ်ပြီးတော့တကယ်ချင်းဖြစ်သူကို wireless ဆောင်ရည်တဲ့ဒါရဲ့ပို့လို့ရပါတယ်ဒါတော့ check ရဲ့ profile ကိုဖြစ်ပါတယ်ပြီးတော့ဒုတိယ picture လေးကကြတော့ကိုယ့်ရဲ့ nickname ကိုချင်းလို့ရတဲ့ picture လေးပေါ့နော်ကိုယ့်ရဲ့ nickname ကိုမကြိုက်လို့ရှိရင်ဒီရွှေတုံးသုံးလေးရတယ်ပြန်ပြီးတော့ nickname ချင်းလို့ရပါတယ်တတိယ feature လေးကကြတော့အခြေခံသမားတွေတွေ့ရှိပြီးတော့ဒီတုံးလေးထားတဲ့စာလုံးပေါင်းတိုင်ပင်ကိန်းလေးဖြစ်ပါတယ်Zero feature လေးကကြတော့ premium လို့ပဲဒီလို5စက္ကန့်စာကြော်ညာကြည့်လိုက်ရုံနဲ့ကိုနှစ်သက်ရာ grammar vocabulary ကနေစ topic ဘိုင်းက reading listening writing ဘိုင်းမိမိကြိုက်ရာကိုရွေးချယ်ပြီးတော့လေ့လာလို့ရမှာပဲဖြစ်ပါတယ်ဒါပြင် my treasure ဆိုတဲ့ point တွေတိုးတဲ့နေရာလေးမှာအထောက်အကူဖြစ်စေနိုင်တဲ့ရတနာတွေကိုလည်းကြော်ညာကြည့်ပြီးတော့ဝယ်လို့ရပါပြီအရင်ကဆိုလို့ရှိရင်ရွှေတုံးတို့ဒီ point တို့နဲ့ဝယ်လို့ရတာပေါ့နော်အခုကကျတော့ကြော်ညာကြည့်ပြီးတော့လည်းဝယ်လို့ရသွားပါပြီဒါလေးတွေကကျတော့ဒီချိန်ရထားတဲ့ဘိုးမွေးရတနာလေးတွေပဲဖြစ်ပါတယ်ဒါပြင် daily content တွေကကိုရီးယားရဲ့ဂျုံမိုဝါမူနာလေးကိုလေကြော်ညာလေး5စက္ကန့်ကြည့်လိုက်ရုံနဲ့ပြန်ပြီးတော့လေ့လာလို့ရပါပြီ။